မာဆွန်ခ USA နိုင်ငံမှာပွင့်လင်းရာတီရောက်လာပြီဖြစ်တဲ့အတွက်ထုံးစံအတိုင်းဂရတ်ဆဲတို့ရက်ဆဲတို့လေဟာပြင်ဆေးတွေရောင်းကြပါတယ်ခင်ဗျအဟောင်းတပတ်နွမ်းနေဆေးတက်တာနဲ့အိမ်ရှိမှာထုတ်ရောင်းနေကြပါတယ်ခင်ဗျနဲ့ပင်เขาขายခိုးเก่าค่ะอำกาสังခရက်ကွက်တစ်ခုမှာရောင်းနေတာဗျမိမိရဲ့အိမ်ရှိမှာထွက်ပြီးတော့ရောင်းနေကြတယ်ဗျဟာဒီဘန်းလေးကမစိုးဘူးပဲပါခေါ်လဲဗျတာကမုန်းတင်တယ်เป็นหมอกสังขนายเป็นหวานขยนายဒါလေးတော့တပင်လောက်ဝယ်တွားမှတင်တယ်နော်ခရုခွင်ထဲမှာထည့်ပြီးတော့ရောင်းတာဗျဆဝိုင်းနိုင်ပုတ်ခွာရောင်းနိုင်ခါရစစ်ကတိုးနေခါတပင်ကို$3တဲ့ဗျ$3ခါပါနဲ့စစ်ကတိုးနေခါနော်ပြန်နမ်တချင်းတွေဖွင့်ထားလို့ဗျအတန်ပိတ်ထားနေရတယ်ဒီမှာဗျာဗီယက်နမ်အစားတောက်တွေရောက်နေတာတန်းစီနေရတယ်ဗျဒါဗီယက်နမ်ရက်ကွက်ဗျเขาขายตั้งกินเปียน้ำค่ะด้วยค่ะลูกขายลีน่ะค่ะตัวย่องเก้าเนี่ยเปียအသက်တန်တန်းစီပြီးဝယ်စားနေကြတယ်ဗျပွင့်လင်းရာဒီဆိုတော့ဗျာဒီလိုပဲနေဘူးစာလုံရဲ့ပစ္စည်းအဟောင်းတွေကိုစေးတက်တာနဲ့လိုက်ရှာရင်ပေါ့ဗျာနေရာကြတော့ fruit very pipe ဖက်မှာဗျဗီယက်နမ်ရက်ကွက်တစ်ခုမှာပေါ့ဗျာที่ได้เป็นปอกเปียนำค่ะมหังให้ค่ะข้าก็เป็นวันลือในเหลือฮาเลเซซึ่งไหนค่ะมาซุงค่ะไต้ยันเมือง USA พี่ป่าได้คำยา